Hello မင်္ဂလာပါအားလုံးပဲ good morning ဆိုတော့ဒီနေ့မနေ့မှာကျွန်တော်တို့တွေကျမ်းမာစွာနဲ့နေ့တစ်နေ့ကိုပြန်လည်နှိုးထားတဲ့အခွင့်ဖျားခင်ဒီကျေးဇူးတော်အားဖြင့်ပြင်ဆင်ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီနေ့မနေ့ကကျွန်တော်မျက်လုံးနှလုံးဖွင့်လာပြီဆိုတာနဲ့ကျေးဇူးတော်ချီးမွမ်းပွားအတွက်ဖြစ်ပါတယ်အခါလေးမှာကျွန်တော်တို့ကထင်တတ်ကြတယ်ငါမနေ့ရောက်တော့နိုးမှာပဲနော်ညအိတ်တဲ့အခါမှာကျွန်တော်ငါမနေ့ရောက်တော့ငါပြန်နိုးထားမယ်ဆိုတဲ့စိတ်ချမှုနဲ့ကျွန်တော်အိတ်သွားကြတာဖြစ်တယ်ဒါမဲ့များစွာသောသူတွေမနဲ့မိုးလင်းပေမဲ့မနိုးထတော့တဲ့သူအများကြီးရှိတယ်ဒီမနဲ့ zoom ချိန်ရောက်လို့ကျွန်တော်ထားတာမဟုတ်ရဘူးအလမ်းမီလို့ကျွန်တော်ထားတာမဟုတ်ရဘူးကျွန်တော်တို့ဟုတ်လားဘေးကလူကလိုက်နိုးပြီးလို့အဲ့ရထားလာတာမဟုတ်ပါဘူးဖယားခင်ဒီကျွန်တော်တို့နိုးစော်ပြီးတော့ကြောင့်ကျွန်တော်အဲ့ရထားခြင်းဖြစ်ပါတယ်ညအိတ်တဲ့အခါမှာကောင်းမှုဆိုအိတ်ပြောရလေကျေးဇူးတော်အားဖြင့်ပြန်လဲနိုးထားတယ်လို့စာလံကျမ်းမှာဒီလိုပြောထားပါတယ်ကျွန်တော်နိုးထားခြင်းအခွင့်ဟာကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားခင်ပြုပြတဲ့အမှုတွေအားလုံးဟာကျွန်တော်တို့ကောင်းတာဖြစ်ပါတယ်နော်ဒါကြောင့်ဒီနေ့မနေ့အတွက်ဘုရားခင်ကျေးဇူးတော်အထူးပဲချီးမွမ်းတာဖြစ်တယ်ဆိုတော့ဒီနေ့မှလေးပဲပေါ့နော်ကျွန်တော်တို့နှုတ်ကပတ်တော်ကိုအနည်းငယ်ပြန်ပြီးဆင်ခြင်ရမယ်ဆိုရင်ဖြင့်ကျွန်တော်တို့နော်အားလုံးကျွန်တော်ဒီရက်ပိုင်းမှာဝိညာဉ်ပေးနေတဲ့ဒီအသင်းတော်9ပါးနဲ့ပတ်သက်ပြီးတော့မှအသင်းတော်9ပါးအကြောင်းကျွန်တော်ဝိညာဉ်လို့ပြီးပြီဖြစ်ပါတယ်ဆိုတော့အားလုံးတော့ပြန်မမေးတော့ပါဘူးเนาะကျွန်တော်တို့ကိုယ့်ကိုယ်ပြန်မေးလို့ရပါတယ်เนาะငါအသင်းတော်ဘယ်နှပါးအကြောင်းမှတ်မိပြီလေเนาะငါကဘယ်အသင်းတော်နဲ့ငါနဲ့တိုက်ဆိုင်မှုရှိနေတယ်လေပေါ့လေเนาะခုနပါးလုံးနဲ့တိုက်ဆိုင်မှုရှိနေလို့တော့မဖြစ်ဘူးလေเนาะဆိုတော့ဒီနေ့မှာတော့6ခုမြောက်တော့အသင်းတော်6ပါးမြောက်တော့အသင်းတော်ပေါ့နော်6ပါးမြောက်တော့အသင်းတော်အကြောင်းကိုကျွန်တော်တို့အတူတူဆက်ပြီးလေ့လာသွားဖွင့်ဖြစ်ပါတယ်ဒီအသင်းတော်ရဲ့နာမည်လေးကတော့ Philadelphia မြို့မှာရှိတော့အသင်းတော်နော်အသင်းတော်နာမည်လဲ Philadelphia အသင်းတော်လို့ခေါ်ပါတယ်ဆိုတော့ဒီအသင်းတော်လေးကတိတ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်သူဟာဒီအသင်းတော်9ပါးလုံးမှာထူးခြားတဲ့အသင်းတော်တစ်ခုဖြစ်ပါတယ်ဘုရားခင်ရဲ့ချီးမွမ်းခြင်းကိုခံတဲ့အသင်းတော်ဖြစ်ပါတယ်ဘုရားခင်တိတ်ကိုအားရတဲ့အသင်းတော်တစ်ပါးဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီနေ့မှာဘုရားခင်အားရတဲ့အသင်းတော်ဘုရားခင်စိတ်ဝင်စားတဲ့အသင်းတော်အကြောင်းကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်တို့တွေကိုယ်တိုင်လဲအားရစိတ်ဝင်စားစွာနဲ့လေ့လာပွင့်တော့လိုတယ်ဘုရားတော်စိတ်ဝင်စားတာကျွန်တော်တို့ကစိတ်ဝင်စားလို့မရဘူးတချို့သောအရာတွေတစ်ခါလေးမှာဘုရားကတန်မိုးထားတယ်ကျွန်တော်ကတန်မိုးမထားခြင်းဘူးဘုရားကဒီအကြောင်းအရာကိုအလေးနဲ့ထားတယ်ကျွန်တော်အလေးနဲ့မထားခြင်းအဲ့ဒါဆိုလို့ရှိရင်ဒီလူတွေဘုရားနဲ့အတူအလုပ်လုပ်လို့မရဘူးဖြစ်တယ်ဘုရားခင်ဒီနှုတ်ကပတ်တော်နဲ့ပတ်သက်ရင်ဘယ်တော့မှဘုရားခင်ပေါ့ပြက်ပေါ့ဆဆမလုပ်ဘူးဘုရားခင်ကသူ့ရဲ့နှုတ်ကပတ်တော်အင်မတန်မှတန်ဖိုးထားတယ်ကျွန်တော်ယုံကြည်သူတွေကဘုရားခင်နှုတ်ကပတ်တော်ကြားတဲ့အခါမှာတကယ်ပဲကြည်ညိုသောစိတ်ဘုရားရဲ့စကားကိုကြားနေတယ်လို့ကျွန်တော်ယုံကြည်ဖို့လိုတယ်တချို့သောသူတွေက prophet တွေနော်တိတ်ကိုအထင်ကြီးတယ်တိတ်ကောင်းပါတယ် prophet ပြုခြင်းတွေတိတ်ကိုအရေးကြီးပါတယ်ဒါပေမဲ့ prophet ပြုခြင်းဆိုတာလည်းဘုရားစီကလာတဲ့ဘုရားစကားဖြစ်တယ်အဲ့ဒီဘုရားစကားကိုကျွန်တော်တိတ်ကိုလိုချင်ကြဒါကောင်းတယ်သို့တော့တမန်ကျမ်းစာတွေကစကားတွေကလည်းဘုရားစကားပဲဖြစ်ပါတယ်ဒါတွေကကျွန်တော်အမြဲတမ်းကြားဘူးနေကြဖတ်ဘူးနေကြဖြစ်တဲ့အခါမှာကျွန်တော်အဲ့ဒါကိုဘုရားစကားလို့တစ်ခါလေးမထင်ဘူးကျွန်တော်တို့ထင်တာကလက်ညှိုးကြီးထိုးပြီးတော့မှဘုရားခင်ကပြောတယ်အဲ့လိုမှကျွန်တော်ဘုရားစကားလို့ထင်တယ်ညီကောင်မောင်မတမန်ကျမ်းစာတွေကနှုတ်ကပတ်တော်တွေလည်းဘုရားစကားဖြစ်တယ်ဒါကိုကျွန်တော်ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းနဲ့အဲ့ဒီနှုတ်ကပတ်တော်တွေကစကားကိုလက်ခံယုံကြည်ဘုရားစကားဖြစ်တယ်လို့ကျွန်တော်လက်ခံမှတာလေဘုရားစီကအတစ်တော်စကားလာတယ်အဲ့ဒီဟာကိုတမန်ကျမ်းစာတွေကစကားကိုနားမထောင်ကြဘူးတချို့ကတရားဟောချိန်တိတ်နားမထောင်ချင်ဆူတောင်းပေးတဲ့ချိန်မှာပဲဆူတောင်းခံချင်တာတရားဟောတဲ့ချိန် तू မရှိဘူးတရားဟောချိန် तू ရှောက်သွားနေတယ်တရားဟောချိန် तू စိတ်မဝင်စားဘူး prophet ပြုတဲ့ချိန်ကျရင် तू prophet ပြုစေချင်တယ်ဖယားခင်ရဲ့အရင်ပြောတဲ့စကားကိုစိတ်ဝင်စားရင်နောက်ပြောမဲ့စကားကိုဘုရားခင်တင်းစီမှာလာပြောမှာမဟုတ်ဖြစ်တယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူမှာဒါအရေးကြီးတယ်
နှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကယူသွနေဖို့လိုတယ် prophet ပြုခြင်းနဲ့ပတ်သက်ပြီးယူသွတကယ်တော့နှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးကျွန်တော်ယူသွဖို့လိုတယ်ဘာလို့လဲဆိုတော့ဒါဖရားစကားဖြစ်တယ်နော်အသက်တွေမကြားဘူးတာပြောမှဖရားစကားမဟုတ်ကျွန်တော်တို့ဒါကြားဘူးနေကြဆိုရင်လေတမန်ကျမ်းစာတွေဖရားစကားဖြစ်တယ်ဆိုတာကျွန်တော်တို့အကျွမ်းမဲ့ယုံကြည်ဖို့လိုတာဖြစ်တယ်ဖရားခင်ရဲ့စကားပြောခြင်း69ရာခိုင်နှုန်းကတမန်ကျမ်းစာတွေကပဲဖြစ်တယ်ကျွန်တော်အဲ့ဒီ69ရာခိုင်နှုန်းလုံးကျွန်တော်လက်ထဲမှာရှိတာစိတ်ဝင်စားအောင်ကျွန်တော်မှမရှိတဲ့100ရာခိုင်နှုန်းပဲကျွန်တော်သွားစိတ်ဝင်စားတယ်အဲ့ဒါပြဿနာဖြစ်တယ်အဲ့ဒီ100ရာခိုင်နှုန်းနဲ့စိတ်ဝင်စားရမယ်ဒါမဲ့အရင်ဆုံး69ရာခိုင်နှုန်းကျွန်တော်အားလုံးရဲ့လက်ထဲမှာရှိတယ်အဲ့ဒါကိုစိတ်ဝင်စားဖို့လိုတယ်ကျမ်းစာတွေကနေဘုရားအတန်မကြားတတ်ရင်ဘုရားခင်ကအပြင်ကနေစကားပြောလဲတင်ကြားမှာမဟုတ်ဒါကရေးကြည့်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်ဒီ Philadelphia လက်ဖီမြို့မှာရှိတဲ့အသင်းတော်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကြည့်အောင်ဗျာဒိတ်ကျမ်းခန်းကြီး3အခန်းငယ်9ကနေ73ဗျာဒိတ်ကျမ်းခန်းကြီး3အခန်းငယ်9ကနေ73Philadelphiaမြို့၌ရှိတော့အသင်းတော်တမန်ကိုဤတို့ရေး၍မှားလိုက်လို့တန်ရှင်တော်သူဟုတ်မှန်တော်သူဒါဝိမင်းတကားတော်ကိုကြိုက်တော်သူအဘယ်သူမျှမပိတ်နိုင်ဖွင့်၍အဘယ်သူမျှမဖွင့်နိုင်အောင်ပိတ်တော်သူအမိန်တော်ကတင်းအကျင့်ကိုငါတီး၏အဘယ်သူမျှမပိတ်နိုင်တော့တကားကိုတင်းရှိနိုင်ငါဖွင့်ထားပြီးအကြောင်းမူကားတင်းဒီအနည်းငယ်တော့ခွန်အားရှိသည်နှင့်ငါ၏နှုတ်ကပတ်ကိုဆောင်းလျှောက်ခဲ့ပြီငါ၏နာမကိုလည်းမစွန့်မပယ်ယူဒလူဖြစ်အောင်ဆောင်၍အမှန်မဟုတ်ပဲမူတာစကားကိုပြောတော်သူသည်ဟုတော့စာတိုင်းအပေါင်းအသင်းဝင်သူအချုပ်တို့ကိုတင်နိုင်ငါအပ်ပေမည်သူတို့ဒီလာ၍တင်းချေရ၌ပြည့်ဝတ်စေခြင်းငါ၎င်းငါဒီတင်းကိုချစ်သည်ဟုသိစေခြင်းငါ၎င်းငါပြုမည်တင်းဒီငါဤတင်းဒီငါတီးကန်ခြင်းနဲ့ဆက်ဆိုင်သောနှုတ်ကပတ်ကိုစောင့်ရှောက်တော့ကြောင့်မြေကြီးပေါ်၌ရှိသောသူတို့ကိုစုံစမ်းစေခြင်းဟာလောကီနိုင်ငံအရရတို့ကိုနန့်ပြလက်တန့်ဟုစုံစမ်းရာကာလတွင်တင့်ကိုငါစောင့်ရှောက်မည်ငါဒီအလင်းမြင်လာမည်တင်းတရဖို့ကိုအဘယ်သူမျှမယူစေခြင်းကရခဲ့ပြီးတော့အရာကိုဆွဲကြိုက်လို့အချင်းသူဒီအောင်မီထိုသူဒီငါထိုသူကိုငါဒီငါဤဘုရားသခင်ဗိမာန်တော်ဤတိုင်ဖြစ်စေမည်နောက်တစ်ပန်သူဒီပြင်တို့မရွေရငါဤဘုရားသခင်နာမတော်ကိုလည်းနာမတော်ကို၎င်းငါဤဘုရားသခင်ထံတော်မှထွက်၍ကောင်းကင်ဘုံမှဆင်းသက်တော်ယေရုရှလင်မြို့တစ်တည်ဟုတော်ငါဤဘုရားသခင်မြို့တော်ဤနာမကို၎င်းငါဤနာမအတစ်ကို၎င်းသူအပေါ်၌ငါဒီအခရာသိမည်ဝိညာဉ်တော်ဤအသင်းတော်အဘယ်တို့မိန်တော်မူသည်ကိုနားရှိတော်သူမိဒီကကြားပါစေအာမင်အသက်ရှင်တော်နှုတ်ကပတော်အားဖြင့်ရောက်ချင်းစီတိုင်းဖျက်ရှိအထူးပဲကောင်းချီးပေးပါစေဆိုတော့ဘုရားခင်ရဲ့အမိန်တော်ကနားရှိတော်သူမိဒီကကြားပါစေဘုရားအတန်မကြားတတ်တာဟာကျွန်တော်နားမရှိလို့ဖြစ်တယ်ကျမ်းစာအရာပြောတာနော်နားရှိရင်ဘုရားပြောတဲ့စကားကိုကြားရမယ်နားရှိရင်ဘုရားအတန်နားထောင်ရမယ်နားရှိပြီးဘုရားအတန်မကြားခြင်းဘူးဆိုရင်ဒီလိုဟာဘုရားကပြောတယ်နားမပါဘူးနော်ကျွန်တော်ကြောင်းပါလေမလိမ်ပါလို့ရှင်ဆရာမတွေပြောတယ်လေနော်ခဏပြောလို့နားမထောင်ပါပြောတယ်မင်းတို့နားမပါဘူးလားဆရာမကလည်းကလေးတွေကိုပြောတယ်ငါစာသင်နေတာဘာလို့မင်းတို့အနောက်မှာစကားပြောတန်နေကြားနေရတာလဲသဘောကတော့ကလေးတွေကိုပြောတာပေါ့ဆရာမဘာလို့စာသင်ချိန်စကားပြောနေကြလဲလို့ပြောချင်တာငါစာသင်နေတာဘာလို့စကားပြောတန်နေငါကြားနေရတာလဲအဲ့လိုပြောတော့ကလေးတွေကပြန်ပြောဆရာမဘာလို့ကြားလဲဆိုတော့ဆရာမမှနားပါလို့လေနော်အဲ့တော့ကျွန်တော်တွေနားပါတယ်ဆိုရင်ကျွန်တော်နားဒီဖခင်ရဲ့အမိန့်တော်ကြားဖွယ်တော့ဖြစ်ပါတယ်ဟာလေလုယာသူများမကောင်းကြောင်းတွေလိုက်နားထောင်နေဖို့မဟုတ်ဘူးဘုန်းကြီးရဲ့အခြေအနေတွေတည်င်းတွေခေတ်ကာလအကြောင်းတွေကျွန်တော်လေ့လာနေပြီးကြားပြီးစိတ်ဓာတ်တွေကြားနေဖွယ်တော့မဟုတ်ကျွန်တော်နားပါခြင်းဒီဟာလေလုယာကျွန်တော်ဟောဒီနားဒီဖခင်ရဲ့အတန်ကိုကြားဖွယ်တော့ဖြစ်တယ်လောကအတန်တွေကြားပြီးစိတ်ဓာတ်ကြနေဖို့မဟုတ်နားရှိတော်သူဒီကကြားပါစေဘာလို့ကြားမလဲဖခင်ဘယ်သို့မိန်တော်မူသည်ကိုဒီမျက်မှောက်ကာလမှာအသင်းတော်ဖြစ်တဲ့ကျွန်တော်တို့ပေါ်မှာဘုရားခင်ဘယ်လိုမျိုးအကြံစီရှိသလဲဆိုတာတကယ်ဝိညာဉ်မျက်စိဝိညာဉ်နာပွင့်ဉာဏ်မျက်စိပွင့်ကျွန်တော်ကြားဖို့လိုပြီဖြစ်တယ်
အာမင်ဒီကာလအသင်းတော်တွေမှာရှုပ်ရှက်ခတ်နေတာတွေအများကြီးပဲဘာလို့လဲအသင်းတော်တွေနားပါတော့ပါတယ်မပွင့်ဘူးမပွင့်ဘူးမကြားနိုင်ဘုရားခင်အမိန့်တော်မကြားနိုင်တာအများကြီးပဲမကြားနိုင်အောင်ပိတ်ထားတဲ့နှစ်ဖာကြီးတွေများနေနားထဲမှာနှစ်ဖာကြီးများနည်းနည်းကလော်ထုတ်ရမှာသူကကြာပြီဆိုတော့ကျွတ်တက်နေပြီကလော်ရတာအရန်နာတယ်တချို့ကမခံနိုင်ဘူးဒါမဲ့ကလော်ထုတ်မရမှာဆွဲလာတဲ့ doctrine ဆိုတဲ့ဩဝါဒဆိုတဲ့နှစ်ဖာကြီးတွေကလော်ထုတ်ဖို့လိုပြီလူမျိုးရေးကလော်ထုတ်ဖို့လိုပြီမကြခင်မှာနောက်10နှစ်15နှစ်အလုံးစုံအနှစ်20ဆိုရင်မြန်မာပြည်မှာဘာသာရေးအသင်းတော်ကြီးမရှိတော့နိုးထတဲ့အသင်းတော်ကြီးပဲဖြစ်လာတော့မှာဘာလို့လဲဆိုတော့အခုမျိုးဆက်ကနိုးထမှုစာငတ်တဲ့မျိုးဆက်ဖြစ်တယ်ဟာလေလုယာအခုလူငယ်တွေကြည့်လိုက်တဲ့အခါမှာလူငယ်တွေအားလုံးနိုးထမှုစာငတ်တယ်ခင်ဗျားနိုးထမှုမစာငတ်ဘူးဆိုတော့ခင်ဗျားလူငယ်မဟုတ်လို့ပဲအဲ့ဒီဘာသာရေးထဲမှာရှေ့ရိုးဆွဲပြီးနေနေတဲ့အဖွဲ့တွေကသွားတော့မယ်အဖွဲ့တွေသွားတော့မယ်နှုတ်ဆက်ခဲ့တယ်သွားတော့မယ်သွားတော့မှာသူတို့ကနောက်ထပ်အနှစ်20မခံတော့ဘူးဘာသာရေးကိုဆွဲလန်းနေတဲ့အဖွဲ့တွေကအခုဘုရားကျောင်းတချို့ကြည့်လူငယ်မရှိဘူးမသိလို့ရှိရင်ဟိုရက်ကွက်လူကြီးအစည်းအဝေးကြနေရပဲနော်အသက်60ကျော်တွေ80 50ကျော်အကုန်လုံးလူငယ်တရားမှမရှိတော့ဘာလို့လဲပြင်းစရာကောင်းလို့ဘယ်လူငယ်မှအမှမနေလူငယ်တွေအားလုံးဟာနိုးထမှုရှိတဲ့အရက်ဝိညာဉ်တော်ရှိတဲ့အရက်ကိုပဲရှာနေကြတဲ့ကာလရောက်လာပြီဖြစ်တယ်ဒါကြောင့်အဲ့ဒီရှေးဦးဆွဲတဲ့အဖွဲတွေသွားပြီဆိုတာနဲ့မြန်မာနိုင်ငံတဟုန်ထိုးနိုးထလာတော့မှာဒါကြောင့်ယုံကြည်ပါမြန်မာနိုင်ငံမကြခင်နိုးထလာတော့မှာဖြစ်တယ်ဟာလေလုယာနိုင်ငံဝိညာဉ်လောကမှာနိုးထလာပြီဆိုရင်ကျွန်တော်ရုပ်ပိုင်းစာမှာလည်းကောင်းကြီးတွေအများကြီးပြောင်းလဲလာမယ်မြန်မာနိုင်ငံငွေကြေးတွေတန်ဖိုးရှိလာမယ်မြန်မာနိုင်ငံမှာစီးပွားရေးတွေပေါများလာမယ်နိုင်ငံခြားသွားစရာမလိုတော့ဘူးဖြစ်တယ်မြန်မာနိုင်ငံတိုင်းနိုင်ငံခြားမှာမျက်နှာငယ်နဲ့သူများနှိမ်ခံပြီးတော့မှသူများနိုင်ငံသားတွေပြီးတဲ့လစာရဲ့3ပုံ1ပုံလောက်ရပြီးတော့မှသူများတွေထက်အလုပ်3စားလောက်ပိုလုပ်နေရတဲ့ဘဝကနေလွတ်မြောက်တဲ့ကာလဘုရားခင်ပြင်ဆင်ပေးတော်မှာဖြစ်တယ်ဟာလေလုယာကျွန်တော်လူငယ်တွေဒီမှာရှိတဲ့လူငယ်တွေနိုးထမှုတာ၍စာငတ်ဖို့လိုတယ်ငါတို့စီမှာမနိုးထလို့မဖြစ်ဘူးဆရာကြီးတယောက်မတော့မဟုတ်ဒီမီလီယနာတယောက်ကဗာပြောခဲ့လဲဆိုတော့ကျွန်တော်ငငယ်တော့အရန်ဆင်းရဲတယ်တဲ့အခုကျွန်တော်ဘာလို့မီလီယနာဖြစ်လဲဆိုတော့ကျွန်တော်မှာဆုံးဖြတ်ချက်တစ်ခုရှိရဲ့အဲ့ဒါပါလဲဆိုတော့ငါမချမ်းသာလို့မရရွေးချယ်မှုကနှစ်ခုပဲဆင်းရဲရမှာငါသိအောင်ကြောက်တာဘာလို့လဲဆိုတော့ငငယ်တော့သဘောအလုံးဆင်းရဲပြီးကြည်ပင်လာလို့ဆင်းရဲတဲ့တံတအားခံစားခဲ့လို့ဆင်းရဲမှာငါသိမလောက်ကြောက်လို့ငါချမ်းသာတာငါဆင်းရဲတွင်းတဲ့အောင်မရရအောင်ရုံးထွက်ပဲရွေးချယ်စရာနှစ်ခုပဲချမ်းသာမလားသိမလားဒီနှစ်ခုပဲချမ်းသာလားမဆင်းရဲမလားမဟုတ်ဆင်းရဲပြီးအသက်မရှင်နိုင်ငါချမ်းသာကိုချမ်းသာမယ်မချမ်းသာလို့မရအောင်ဆင်းရဲမှာကိုသိအောင်ကြောက်တာငါဆင်းရဲမဲ့အစားတော့အသေးတာခံလိုက်မယ်ဆိုတော့စိတ်နဲ့စူးစမ်းလာတဲ့အခါမှာချမ်းသာတဲ့သူဖြစ်လာတယ်ဆိုတော့ဒါလောကအစည်းအဝေးသမားကျွန်တော်နိုးထမှုဆိုတဲ့ထိုနည်း၎င်းပဲဖြစ်တယ်ဒါကြောင့်နိုးထမှုတော့အရန်ဖြစ်ချင်တယ်ဒါပေမဲ့ဘာအဖို့ကမှမပေးချင်ဘူးဘာမှအပင်မခံချင်ဘူးနိုးထမှုဖြစ်လန်တိတ်ကောင်းမှာပဲလို့စိတ်ကူးရင်နေတဲ့ကာလမဟုတ်တော့ဘူးဒီချိန်ကဟာလေလုယာစိတ်ကူးရင်ဒါတော့ပြီလူငယ်တွေဆိုတာအိမ်မက်ရှိရမယ်တချို့တွေကအိမ်မက်တွေအယမ်းများနေပြီနိုးထဖို့အချိန်တန်ပြီဟာလေလုယာအိမ်မက်မှတ်နေသမျှကာလပတ်လုံးခင်ဗျားမထသေးဘူးအခုအချိန်မှာကျွန်တော်အိမ်မက်မှတ်နေရမယ့်အချိန်မဟုတ်တော့ကျွန်တော်နိုးထမယ့်အချိန်ရောက်လာမျက်စိပွင့်နားပွင့်ဖြစ်မယ့်အချိန်ရောက်လာဒီချိန်ထိအိမ်မက်တွေဆက်မမှတ်နဲ့တော့ဒီချိန်ထိကျွန်တော်တို့ယူပါယုံတွေအကြောင်းတွေမပြောနဲ့နိုးထမှုအတွက်ကျွန်တော်သစုံတစ်ခုလုပ်ဖို့ဖြစ်လာပြီကျွန်တော်ပြင်းနေလို့မရတော့ကျွန်တော်အားနေတယ်လို့ကိုခံစားလို့မရတော့စိတ်ကိုရင်နေရမယ့်ကာလမဟုတ်တော့ဒီချိန်ဟာကျွန်တော်တို့သစုံတစ်ခုလုပ်နေဖို့အတွက်လိုပြီဖြစ်တယ်နိုးထမနိုးထလို့မဖြစ်ဘူးဘာသာရေးထုံးတမ်းစင်လာအရာလှုပ်ဆောင်နေမှုတွေကိုကျွန်တော်သိမလောက်ကြောက်ဖို့လိုတယ်အဲ့ဒီလိုမျိုးမဖြစ်အောင်ကျွန်တော်တို့အစွမ်းကုန်စက်ကတ်တင်စက်ကတ်ရမယ်
အစာရှောင်သိရင်ကျွန်တော်စာရှောင်ရမယ်ငါဘိုက်စာမှာပေါ့မစင်းစားနဲ့အစာရှောင်ပါတယ်ဆိုငါဘိုက်စာမှာပေါ့ဘိုက်မစာမှာတော့ခင်ဗျားခိုးစားလို့နေမှာပေါ့အစာရှောင်တော့ဘိုက်စာဒါထုံးစံပဲလေဟုတ်တယ်မလားဒါပေမဲ့နိုးထားမှုနဲ့ရွေးချယ်ရတယ်ညီကောင်မတွေအဲ့ဒီပန်းတိုင်ကိုစိတ်ကြည့်ရတယ်ငါလိုချင်တဲ့နိုးထားမှုအတွက်ဒီအဖိုးခါငါပြီးတာတန်သလားဆိုတာစဉ်းစားရအချိန်တန်ပြတ်သွားမဲ့ရီးစားအတွက်တော့မှအပင်ပန်းခံသေးရပဲမျိုးဆက်တွေကောင်းကြီးဖြစ်စေမဲ့နိုးထားမှုအတွက်ကျွန်တော်အပင်ပန်းခံဖို့လိုတယ်ဟာလေလုယာကျွန်တော်ဆက်ကပ်ဖို့လိုတယ်ဆာငတ်ဖို့လိုတယ်ပြင်းပြဖို့လိုတယ်ညီကောင်မတွေဒါကြောင့်ဖိလိဒေတော်ဖိမြို့မှာရှိအသင်းတော်ဖိလိဒေတော်ဖိဆိုတဲ့မြို့သူ့ရဲ့မြို့ရဲ့အတိတ်ပဲကတော့ညီအကိုကိုချစ်ချင်းတဲ့နော်အတိအကျပြောရင်တော့သူစလုံးတွေခွဲချမ်းစိတ်ပြပြီးပြောလို့ရှင်တော့အရန်များပါတယ်ဒါမဲ့ခြုံငုံပြီးပြောလိုက်မယ်ဆိုရင်တော့ညီအကိုကိုချစ်ချင်းလို့အတိတ်ပဲရဆိုတော့ဒီမြို့ဟာပိရဂံဘရင်နော်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ပိရဂံဘရင်ကနေပြီးတော့မှသူ့ညီအထာရိုစ်ဆိုတဲ့သူ့ညီရဲ့တစ္ဆာရှိမှုဂုဏ်ပြုတဲ့အနေနဲ့ဒီမြို့ကိုတည်ထောင်ပေးပြီးတော့မှလက်ဆောင်ပေးခဲ့တဲ့မြို့ဖြစ်တယ်ဒါကြောင့်မလို့သူ့မြို့ကိုညီအကိုကိုချစ်ချင်းဆိုတဲ့ဖိလဒီလဖီဆိုတဲ့နာမည်နဲ့ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီမြို့ကလည်းပဲကျွန်တော်ဒီတူရကီနိုင်ငံမှာရှိတဲ့မြို့တစ်မြို့ဖြစ်တယ်ဆိုတော့ဘုရားခင်ကညီအကိုကိုချစ်ချင်းကိုတိတ်ကိုသဘောကျတဲ့ဘုရားဖြစ်ပါတယ်133ခုမြောက်သောစာလံမှာညီအကိုတွေသဘောတူလျက်ပေါင်းဖော်တဲ့အရာမှာအလွန်ကောင်းပြီအလွန်တင့်တယ်လျောက်ပတ်ပြီအာရုံဥကောင်းကနေပြီးလဲစွတ်တိုင်အောင်ကြားတဲ့နှံသာစီကဲတော့ဖြစ်တယ်အဲ့ဒါဘယ်နေရာလဲဆိုတော့ညီအကိုတွေသဘောတူပြီးတိတ်အရေးကြီးရဲ့ဒီနေရာမှာဘာအရေးကြီးလဲဆိုတော့သဘောတူပြီးတချို့အပေါင်းတော့ပေါင်းဖော်နေတယ်ဒါပေမဲ့သဘောမတူမချစ်တော့လဲအောင့်ကနန်းဆိုလိုမျိုးမပေါင်းလို့မဖြစ်လို့ပေါင်းနေရတဲ့ဟာမျိုးမဟုတ်ဘူးသဘောတူဖို့လိုတယ်သဘောမတူနိုင်စရာကိစ္စတွေရှားဖို့လိုတယ်သဘောမတူဘဲနဲ့ပေါင်းဖော်ခြင်းကမျက်မှောက်တော်မရှိဘူးနမိတ်လက္ခဏာမဖြစ်ဖျားဖို့မထင်ရှားဘူးဖျားမပျော်ဘူးဖြစ်တယ်ဖျားအလုပ်လုပ်လို့မရဘူးဖြစ်တယ်ညီအကိုရဲ့သဘောတူပြီးပေါင်းဖော်တဲ့အနေအမှာအလွန်ကောင်းပြီဘုရားခင်ကျမ်းစာမှာတဲ့မှာအလွန်ကောင်းတယ်ဆိုတဲ့စကားလုံးသုံးထားတယ်အလွန်ကောင်းတယ်ကောင်းတာထက်တောင်လွန်သေးတယ်သဘောတူခြင်းဘယ်လောက်တော့အရေးကြီးလဲဘုရားခင်ဒီစကားလုံးနှစ်ခါပဲသုံးပါတယ်လူကိုဖန်ဆင်းပေးတဲ့အခါမှာအလွန်ကောင်းတယ်နောက်တစ်ခုကညီအကိုသဘောတူပြီးပေါင်းဖော်တဲ့နေရာမှာအလွန်ကောင်းတယ်ဒါကြောင့်ကျွန်တော်အတ္တတာမှာသဘောတူပြီးပေါင်းဖော်ဖို့တိတ်ကိုအရေးကြီးတယ်ဘုရားခင်သဘောကျတော်သူဖြစ်ဖို့အတွက်လိုတယ်ဘုရားခင်ကြွေဖို့အတွက်လိုတယ်ဟာလေလုယာဘုရားခင်ကြွေဖို့လိုတယ်ကျွန်တော်ရဲ့အစီအစဉ်တွေကဘုရားခင်ကြွေဖို့လိုတယ်ဗျာဘုရားခင်ကြည်နဲ့ဘုရားခင်ဒါကိုကြည့်ပြီးဆွဲလန်းနေဖို့လိုတယ်ကျွန်တော် Miracle Morning ကဘုရားခင်စိတ်လှုပ်ရှားဖို့လိုတယ်ဟာလေလုယာပြဿနာတင်ကျွန်တော်ကိုယ်တိုင်စိတ်မလှုပ်ရှားတာပြဿနာဖြစ်တယ်မနေ့ကဆွဲထားပြန်ပြီအဲ့လိုမဟုတ်ဘူးဟာလေလုယာစိတ်လှုပ်ရှားကျွန်တော်တို့အစီအစဉ်တစ်ခုခုအတွက်ဘုရားခင်စိတ်လှုပ်ရှားတဲ့အစီအစဉ်ဖြစ်ဖို့လိုတယ်ကျွန်တော်တို့ရဲ့စာနေဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တွေကဘုရားခင်ရင်ကုန်စိတ်လှုပ်ရှားပြီးဘုရားခင်မျှော်လင့်နေတဲ့အစီအစဉ်ဖြစ်ဖို့လိုတယ်ဟာလေလုယာဘုရားခင်ပြင်းနေတဲ့အစီအစဉ်ဖြစ်လို့မရဘုရားခင်တိတ်ကိုတဘောကြတဲ့အတ္တတာဖြစ်ဖို့လိုတယ်ညီကောင်မတွေဘုရားကသဘောကျပြီဆိုလို့ကတော့ဒီလိုကပွဲသိမ့်ပြီပဲယောမ9:8မှာငါတို့ဒီအပြစ်ရှိစီမင်းခရစ်တော်ဒီငါတို့အဖို့လို့ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်ဘုရားခင်ဒီငါတို့ကိုအဘယ်များလောက်ချစ်တော်မူသည်ကိုငါတို့ကထင်ရှားစွာပြတော်မူ၏ငါတို့ကောင်းနေတဲ့အချိန်တော့မဟုတ်ဘူးငါတို့အသုံးကျလို့မဟုတ်ဘူးငါတို့တအားချစ်စရာကောင်းတဲ့အချိန်မှာတော့မဟုတ်ငါတို့အပြစ်ရှိစင်ပင်မှာတော့ဒီလောက်ထိချစ်တယ်ဘုရားငါတို့အပြစ်ရှိစင်ပင်တော်မှ
မိမိရဲ့တပါးတီတော်တားတော်ကိုစွန့်တော်မူသည့်တိုင်အောင်ချစ်တဲ့ဖျားကဖျားခင်သဘောကျတော်သူဖြစ်သွားပြီဆိုရင်တော့ဘုရားခင်အားလုံးကကျွန်တော်တို့အတွက်ဖြစ်သွားပြီဖြစ်တယ်ဟာလေလုယာအဲ့ချိန်ကျရင်တော့ယုံကြည်ခြင်းနဲ့သိမ့်ပိုက်ဖို့ပဲဖြစ်တယ်အာမင်ယုံကြည်ခြင်းနဲ့ရည်ဆွဲယုံကြည်ခြင်းနဲ့ပုံပေါ်ယုံကြည်ခြင်းနဲ့သိမ့်ပိုက်မယ်ယုံကြည်ခြင်းနဲ့ပုံဖော်မယ်ယုံကြည်ခြင်းနဲ့ရေးဆွဲမယ်ယုံကြည်ခြင်းနဲ့သိမ့်ပိုက်မယ်ဘယ်ချိန်မှာပြည့်စုံလာမလဲဘုရားခင်သဘောကျလာရင်ပြည့်စုံလာမယ်ဘုရားခင်တင့်အသက်တာသဘောကျရင်ပြည့်စုံမယ်ဘယ်သူတွေကိုသဘောကျလဲညီအကိုချင်းပေါင်းဖော်ခြင်းသဘောတူခြင်းကိုဘုရားခင်သိသဘောကျတယ်ဒါကြောင့်မလို့ပြုလေသမျှမှာငင်းကုန်ခြင်းမိတန်းခြင်းမရှိဖြစ်ပဲနဲ့ခတ်သိမ်းတော့ရောက်ပြုပါလို့ဒီလိုမျိုးမှထားတယ်ဒါဆိုရင်ကျွန်တော်အတ္တတာမှာဘုရားခင်ကျင့်နှက်စေဖို့နံပါတ်1ပါလို့လဲသဘောတူဖို့လို့လဲသဘောတူဖို့ကိုယ်ပြတဲ့စိတ်ဝိညာဉ်နေရာမပေးပါနဲ့သဘောတူပါသဘောတူပါဘုရားခင်ရဲ့ဘုန်းတော်စာငတ်တယ်ဆိုသဘောတူပါနောက်တစ်ခုကဘာလဲဆိုရင်ဟေဘရဲ7:6မှာယုံကြည်ခြင်းမရှိရင်ဘုရားခင်စိတ်တော်နဲ့မတွေ့နိုင်ဘုရားခင်စိတ်တော်နဲ့တွေ့စေတော့အရာဒီဘာလဲဆိုတော့ယုံကြည်ခြင်းဖြစ်တယ်ယုံကြည်ခြင်းမရှိရင်ဘုရားစိတ်နဲ့မတွေ့နိုင်စုဘလောက်ပဲတောင်းတော့ကျမ်းစာဘလောက်ပဲဖတ်ဘလောက်ပဲပြီးကန်းလူတန်းနေပါစေယုံကြည်ခြင်းမရှိရင်ဘုရားစိတ်နဲ့မတွေ့နိုင်ဒီကနေ့ကျွန်တော်အသက်ရှင်ကြဘာလို့လဲဆိုတော့ယုံကြည်ခြင်းလို့ဒီနေ့သင်နှုတ်ကပတ်တော်နားထောင်တယ်ဒီနှုတ်ကပတ်တော်အတ္တတာထဲမှာပြည့်စုံလာဖွင့်တော့ဘာလို့လဲယုံကြည်ခြင်းနဲ့နားထောင်ဖို့လို့လဲဘုရားချီးမွမ်းကိုးကြတယ်ဘုရားခင်စိတ်တော်နဲ့တွေ့ဖွင့်တော့အတန်တအားကောင်းစရာလည်းမလိုပါဘူးအတန်ကောင်းတော့လည်းပိုကောင်းတာပေါ့ဗျာနော်တချို့ကတခြင်းဆိုတာလက်ခုပ်တင်တော်မှာကြီးကြောင်တဲ့ဖွဲ့ရရှိတခြင်းဆိုတာမှားတာတိတ်ပြတာမရှိဘူးတချို့ကခုံနာတော်မှာပြစ်လွဲတယ်နော်ခုံနာတော်မှာတိုင်မင်မကြဘူးဖြစ်တယ်ဒါပေမဲ့ကိစ္စမရှိပါဘူးယုံကြည်ခြင်းနဲ့လှုပ်ဆောင်ဘုရားခင်သဘောကျတယ်ဘုရားခင်စိတ်တော်နဲ့ထိတွေ့စေတာယုံကြည်ခြင်းဖြစ်တယ်သူဘလောက်ပဲတောင်းယုံကြည်ခြင်းမပိုင်ဘုရားခင်စိတ်တော်နဲ့မတွေ့ဘူးဒါကြောင့်ဘုရားခင်စိတ်တော်နဲ့တွေ့ဖို့ယုံကြည်ခြင်းရှိဖို့တိတ်ကိုအရေးကြီးပါတယ်ဒါဝိဒ်ကိုဘုရားခင်အသိကိုသဘောကျတယ်ဘာကြောင့်လဲဆိုတော့ဒါဝိဒ်ကဘုရားခင်အိမ်တော်စောက်ဖို့အတွက်ဘုရားမနှိုးဆော်ပဲနဲ့ဘုရားနှိုးဆော်တဲ့အချိန်ထိသူမစောင့်နိုင်တော့ဟာလေလုယာဒီမှာရှိရသူတွေနိုးထမှုဖြစ်ဖို့ဘုရားခင်နိုးဆော်ခြင်းကိုစောင့်နေရမယ့်ကာလမဟုတ်တော့ဒီကလာနိုးထမှုအရန်စာငတ်တယ်ဆိုရင်ဘုရားခင်နိုးဆော်ရင်တော့လုံးမယ်လေမဟုတ်ဘူးဒါဝိဒ်ကိုဘုရားမနိုးဆော်ဒါဝိဒ်ကဘုရားကိုနိုးဆော်တာဟာလေလုယာဒါဝိဒ်ကိုဘုရားခင်အိမ်တော်မဆောက်ခိုင်းဘူးဒါပေမဲ့ဒါဝိဒ်ကဘုရားခင်ကိုပြောတာကိုတော့အိမ်တော်ဆောက်ရမယ်ကျွန်တော်ဆောက်မယ်တချို့တော့သူတွေဘုရားနိုင်ငံတော်မှာပါဝင်ဖွင့်တော့နိုးဆော်တဲ့အတန်တွေကတားဆောက်နေတယ်ဆိုခင်ဗျားကြံခဲ့လိမ့်မယ်ဘာလို့လဲဆိုတော့တချို့တော့ပုံကိုယ်တွေကဖះကိုပြန်နိုးဆော်နေကြပြီဖြစ်တယ်ဘာလို့လဲဆိုတော့နိုးထမှုစာငတ်ကြလို့ဒါဝိဒ်လိုမျိုးပုံကိုယ်တွေလိုတယ်အစာရှောင်စုတောင်းဖို့ဘုရားနိုးဆော်တာစောင့်နေခင်ဗျားကြံခဲ့လိမ့်မယ်တချို့တော့သူတွေကအစာရှောင်ပြီးဖះကိုပြန်နိုးဆော်နေပြီဘုရားခင်ကျွန်တော်တို့နိုးထမှုဖြစ်စေပါဘုရားခင်ကျွန်တော်ဗိတ်သိပ်ပေးပါဘုရားခင်ကျွန်တော်သုံးပြုပါဘုရားခင်ငါမျိုးသုံးခြင်းနဲ့မင်းအစာရှောင်မင်းစုတောင်းမင်းဆက်ကဘုရားနိုးဆော်တာကိုမစောင့်နိုင်တော့ဘူးတချို့တော့သူတွေကဖះကိုပြန်နိုးဆော်နေဟာလေလုယာ12ပတ်လုံးသွေးသွန်နာဆွဲတဲ့အမျိုးသမီးဟာယေရှုသူ့ကိုလာစုတောင်းပေးမှစောင့်နေအသက်လုံးသူကျမ်းမာမှာမဟုတ်ဘူးအသက်လုံးသူဒီယောဂါနဲ့တေသွားမှာဒါပေမဲ့ယေရှုကသူ့စီမလာဘူးသူကယေရှုစီကိုသွားတယ်ယေရှုကသူ့ကိုမထိဘူးဒါပေမဲ့ယေရှုသူကသွားထိတယ်ယေရှုကသူ့စုမတောင်းပေးဘူးဒါပေမဲ့သူယုံကြည်ခြင်းရှိတယ်အဲ့ဒီအချက်တွေကြောင့်သွေးသွန်နာဆွဲတဲ့အမျိုးသမီးကကျမ်းမာခြင်းကိုရတယ်ညီကောင်မမကျွန်တော်နိုးထမှုဖြစ်ခြင်းကျမ်းမာခြင်းလို့ခြင်းနမိတ်လက္ခဏာလို့ခြင်းရင်ဖျားနိုးစော်တာကိုမဆောင်နဲ့တော့ဒီကာလမှာဖျားကိုပြန်နိုးစော်တဲ့သူဖြစ်ဖို့လိုတယ်ဟာလေလုယာဘုရားခင်ကျွန်တော်မှာဒါတွေလုပ်ဖို့ရှိတယ်
ဟာလေလုယာကျွန်တော်ဖះနိုးစော်တဲ့သူဖြစ်ဖို့လိုတယ်ဒါဝိဒ်ကဖះနိုးစော်တာစောင့်နေတဲ့သူမဟုတ်ဖះပြန်နိုးစော်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ဒါတိတ်ကိုအရေးကြီးတာဖြစ်ပါလေယောသရဲ့အတ္တတာမှာဘုရားခင်ကဘာလို့ယောသကိုသဘောကျလဲဆိုရင်ယောသဟာညီအကိုတွေကိုချစ်တဲ့မေတ္တာဂရုစိုက်ညီအကိုတွေကိုချစ်တဲ့မေတ္တာကိုဂရုစိုက်တယ်ခွင့်လွှတ်ခြင်းချစ်ခြင်းမေတ္တာအပြည့်နဲ့လှုပ်ဆောင်တတ်တဲ့သူဖြစ်တယ်တကယ်တော့ခွင့်လွှတ်နိုင်စရာမကောင်းဘူးသို့တော့ယောသဟာခွင့်လွှတ်ပေးတာဖြစ်တယ်ခွင့်လွှတ်ပေးတာဖြစ်တယ်ကျွန်တော်ညီအကိုတွေပေါင်းပေါ်ခြင်းဆိုတဲ့အခါမှာတချို့တော့ညီအကိုတွေတော့ပေါင်းပေါ်တာသဘောတူတယ်ဘယ်ချိန်မှလဲဆိုတော့ဟိုအရက်တောက်တဲ့အချိန်မှာနော်တချို့တော့ညီအကိုတွေပေါင်းဖော်ပြီးဆိုအရက်မပါမပြီးဘူးနော်စားပွဲတောက်ပွဲနော်အစားအတောက်ပဲမဟုတ်တော့အတောက်စားလေးပါပါမှဒါမှသူကညီအကိုပေါင်းဖော်တယ်လို့ခံစားတယ်အဲ့ဒီညီအကိုပေါင်းဖော်ခြင်းပြောတာမဟုတ်ရိုးရာအရာထုံးတန်းစင်လာအရာနော်နှစ်တိကိုရောက်ပြီဆိုအမျိုးတွေတိုင်မှာစုမယ်တောက်မယ်စားမယ်အဲ့ဒီညီအကိုပေါင်းဖော်ခြင်းပြောတာမဟုတ်ဘူးတချို့တော့ညီအကိုတွေတော့ပေါင်းပါတယ်ဒါပေမဲ့လောကညီအကိုတွေပဲယောမအခန်းကြီး၈ခန်းငယ်29မှာယောမ၈29မှာဘုရားသခင်သားတော်ဒီအများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်းဒီမှာကြည့်ဘုရားခင်သားတော်ဆိုတာဘယ်လိုလဲယေရှုဟာတဲ့အများသောညီတို့တွင်အများသောညီဆိုတာဘယ်လိုလဲကျွန်တော်တို့ယုံကြည်သူတွေပြောတာကျွန်တော်အများသောညီတို့တွင်သားဦးဖြစ်မည်အကြောင်းဘုရားခင်ဒီရှေ့မစွာကတည်တော်မူသောကြောင့်သူတို့ကိုသားတော်ဤပုံတရာနှင့်တညီသည်ဖြစ်စေခြင်းကရှေ့မစွာကခွဲခန့်မှတ်သားတော်မူ၏ကျွန်တော်တို့ဘာလို့ဘုရားခင်ရဲ့ပုံတရာနဲ့တူလဲသိလားယေရှုနဲ့ညီအကိုဖြစ်တယ်ဆိုတာသိအောင်လို့ဖြစ်တယ်ယေရှုနဲ့ယုတ်ချင်းတူတယ်သူမှာပေါ့ညီအကိုတွေလေယေရှုနဲ့အကျင့်ချင်းတူတယ်သူမှာပေါ့ညီအကိုတွေလေတချို့ကနတ်ဆိုးနဲ့အကျင့်ချင်းတူတယ်သူမှာပေါ့ညီအကိုတွေလေနတ်ဆိုးတော်မှသူ့လောက်မဆိုးတချို့ကနော်မာနတော်မှသူ့လောက်မကောက်ကြည့်ဘူးမာနတော်မှသူ့လောက်မာနမကြည့်ဘူးနတ်ဆိုးနဲ့တူလိုက်တာမာနနဲ့တူလိုက်တာစာတန်နဲ့တူလိုက်သူမှာပေါ့အမျိုးရင်းတွေယေရှုနဲ့မတူတာပြဿနာရှိရနော်ကျွန်တော်တို့ယေရှုနဲ့တူတယ်ဘာကြောင့်ယေရှုနဲ့တူလဲဆိုတော့တဲ့ယေရှုရဲ့ညီတွေဖြစ်လို့ဖြစ်တယ်ဟာလေလုယာအဲ့ဆိုညီအကိုသဘောတူပြီးပေါင်းပေါ်တဲ့အလဲမှာတချို့တော့ညီအကိုတွေပေါင်းပေါ်တဲ့အလဲမှာအကိုကြီးမပါဘူးယေရှုမပါဘူးသူတို့လောကညီအကိုကြီးပဲပါတယ်ယေရှုမပါတဲ့ပေါင်းပေါ်ခြင်းဟာဘုရားခင်နှစ်သက်တဲ့ပေါင်းပေါ်ခြင်းမဟုတ်ဘာလို့လဲဆိုတော့ညီအကိုတွေမဟုတ်လို့ညီအကိုတွေမစုံလို့ယေရှုကိုဥတည်ပြီးတော့မှပေါင်းပေါ်တဲ့အလဲဟာဘုရားခင်နှစ်သက်တဲ့နေရာဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ထပ်ပြောပြခြင်းနဲ့ဒီဖိလဒီလဖိမြို့မှာရှိအသင်းတော်မှာရှိတဲ့လူတွေကဘာဖြစ်လဲဆိုတော့အနည်းငယ်တော့ခွန်အားရှိနေတယ်တဲ့ဘုရားခင်ရဲ့နှုတ်ကပတ်တော်စောင့်ရှောက်တယ်အထူးသဖြင့်တီးခံခြင်းစိတ်ရှိတယ်ခရစ်တော်ချီးမွမ်းခံဖွင့်တာတယ်တီးခံတယ်သူဘုရားခင်ရဲ့မဟာစီခိုက်ချက်ဧဝံဂေလိတရားလူမျိုးအပေါင်းတို့ဝိနည်းတတ်တော်အပေါင်းတို့ကိုဘုရားခင်ရဲ့တပည့်ဖြစ်စေဖို့ယုံကြည်သူဖြစ်စေဖို့တနည်းအားဖြင့်ရိုးရှင်းဆုံးပြောအင်္ဂလိပ်တရားအတွက်ဘုရားခင်မဟာစီခိုက်ချက်အနေနဲ့ခိုက်ထားတယ်အဲ့ဒီဘုရားခင်ရဲ့ဇကားနားထောင်ဖို့အဲ့မဟာစီခိုက်ချက်လှုပ်ဆောင်ဖို့သူတို့တွေကဘာဖြစ်လဲဆိုအနည်းငယ်တော့ခွန်အားရှိနေတဲ့အချိန်တွေတိတ်မရပါဘူးသူတို့လည်းအလုံးများပါတယ်အချိန်အရန်များလို့အင်္ဂလိပ်မှာပေါင်ဆက်ကနေတာမဟုတ်ဘူးအချိန်အနည်းငယ်ရအဲ့ဒီအနည်းငယ်တော့အချိန်ကိုဘုရားခင်ရဲ့ဇကားနားထောင်ဖို့ဧဝံဂေလိတရားတော့ပါဝင်တယ်ငွေကြီးတွေအရန်ပိုရှမ်းပြီးတော့မှထားစရာနေရာမရှိမှအင်္ဂလိပ်မှာပါဝင်တာမဟုတ်ဘူးအနည်းငယ်တော့ခွန်အားနဲ့ဟာလေလုယာအနည်းငယ်တော့ငွေကြီးရှိပေမဲ့အဲ့ဒီငွေကြီးနဲ့ဘုရားခင်ဧဝံဂေလိတရားတော့ပါဝင်ကြတယ်ဘယ်တော့ဝမ်းသာစရာကောင်းတယ်ညီကောင်မောင်မတွေအဲ့ဒါကြောင့်မလို့ဘုရားခင်ကသူတို့ရဲ့အတွက်လမ်းတကာဖွင့်ပေးတယ်သူတို့အတွက်ဧဝံဂေလိလမ်းတကာဖွင့်ပေးတယ်သူတို့အတွက်ဘုရားခင်ရဲ့အလုတ်လောက်ရလမ်းတကာတရားဟောရလမ်းတကာဖွင့်ပေးတယ်ဘာကြောင့်လဲရတဲ့ရှိတဲ့အရာနဲ့ဘုရားအတွက်လုပ်မရှိလို့စောင့်နေတဲ့သူတွေအဲမှာသူတို့မပါဘူးတချို့တော့သူတွေက
လို့တော့အရန်လို့ချင်တယ်ဒါပေမဲ့မရှိတာများနေတယ်သူ့မှာဟိုဟာမရှိဘူးဒီဟာမရှိဘူးဟောကူညီမဲ့သူမရှိဘူးမဆပေးမဲ့သူမရှိဘူးလမ်းပြပေးမဲ့သူမရှိဘူးငွေကြေးမရှိဘူးအချိန်မရှိဘူးပြင်ပါမရှိဘူးလေမရှိဘူးဘာမှမရှိဘူးနမိတ်လက္ခဏာလည်းမရှိဘူးယုံကြည်ခြင်းလည်းမရှိဘူးဘာမှမရှိဘူးအဲ့တော့ဘာဖြစ်လဲဘာမှမဖြစ်လာရှိဖို့စောင့်နေဖို့မဟုတ်ဘူးလှုပ်ဆောင်လို့ရှိလာမယ်ဒါယုံကြည်ခြင်းဖြစ်တယ်ဟာလေလုယာဘုရားခင်တတ်နိုင်တယ်ဒီမှာရှိရဲ့အသင်းတော်ကရှိတာနဲ့လုပ်တာအနည်းငယ်ချင်းအနည်းငယ်တော့ဥစ္စာနဲ့ရအောင်လုပ်တယ်အများကြီးရှိအများကြီးနဲ့ရအောင်လုပ်အနည်းငယ်တော့ခွန်အားရှိတယ်နဲ့ဘုရားခင်နှုတ်ကတော်စောင့်ရှောက်တယ်ဘုရားခင်မဟာသေခိုက်ချက်အတွက်တို့မကြခင်မှာအင်္ဂလိပ်ပွဲတွေလှုပ်ဆောင်မယ်ဒီစင်မှာခရစ်စမတ်အချိန်ကကျွန်တော်တို့အခွင့်အရေးပဲအဲ့ဒီတော့ကျွန်တော်တချို့တော်သူတွေကဆရာကြီးကျွန်တော်အငွေကြီးလည်းမရှိအရေးချင်းလည်းမရှိသင်မှာဘာရှိလဲရှိတော့အရာနဲ့အနည်းငယ်တော့ဥစ္စာနဲ့ဟာလေလုယာအနည်းငယ်တော့ဥစ္စာအများကြီးရှိတဲ့ထက်အနည်းငယ်ပေးတာကိုပြောတာမဟုတ်ဘူးနည်းနည်းပဲရှိတော့ရှိသမျှအားလုံးဘာတော့ဖြစ်ရမလဲဘုရားခင်နိုင်ငံတော်တော့ဖြစ်ဖို့သိကိုအရေးကြီးပါလေဒါကြောင့်မလို့ဒီအသင်းတော်ဟာဒါဝိမင်းတကားတော့တွေကိုဘုရားခင်အပ်မယ်လို့ပြောတယ်သူဟာအခွင့်အာဏာရှိတော်သူဖြစ်တယ်ဟာလေလုယာတော့အကြိုက်ထားသူဟာတိတ်ကိုအခွင့်အာဏာရှိတာအခွင့်အာဏာရှိတော်သူဖြစ်တယ်အခုသင်လက်ရှိနေထိုင်တဲ့မြို့မှာသင်အခွင့်အာဏာရှိတော်သူဖြစ်ချင်တယ်ဆိုအဲ့ဒီမြို့အတွက်သင်ဟာဝင်တာရှိပြီးအဲ့ဒီမြို့အတွက်ကိုးစားရက်တည်ဖို့အတွက်လိုတယ်ဒီမြို့ပြောင်းလဲဖို့အတွက်သင်မှာဝင်တာစိတ်ရှိဖို့လိုတယ်သင်ကိုယ်တိုင်ခံစားနေတဲ့အနည်းငယ်တော့ခွန်အားရှိနေပါစေအောင်အဲ့ဒီရှိတဲ့ခွန်အားနဲ့အဲ့ဒီမြို့တော့ဝင်တာရှိတော်သူဖြစ်ဖို့လိုတယ်ဒါဆိုရင်ဘာဖြစ်မလဲဒါဆိုရင်အဲ့ဒီမြို့အတွက်သင်အခွင့်အာဏာရှိတော်သူသင်ဟာတော့ကြိုက်တော်သူဖြစ်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ပြည်တဲ့အခါမှာနောက်တစ်ခုကပါလဲယူဒလူအတုယူဒလူအတုဆိုတာရှိတယ်ပြည့်ညတ်သမားတွေယုံကြည်သူမှာခရိယအတုတယ်ကျေးဇူးတော်အကြောင်းကိုလွဲမှားစွာသွန်သင်တဲ့သူတွေဝိညာဉ်တော်အကြောင်းလွဲမှားစွာသွန်သင်တဲ့သူတွေဖယားခင်ရဲ့နိုးစော်ခြင်းနဲ့လွဲမှားနေတဲ့သူတွေအများကြီးရှိတယ်အဲ့ဒီလူတွေကိုကျွန်တော်ဘာလို့ရမလဲဆိုတာတိုက်ထုတ်ဖို့လိုတယ်အဲ့ဒီလူတွေကိုကျွန်တော်တို့အဲ့ဒီလူတွေနဲ့ကျွန်တော်ပေါင်းဖော်လို့မရအောင်တချို့တော့သူကပြောသူလဲဖယားအကြောင်းပြောနေတာပဲဆိုတော့ဖယားအကြောင်းပြောနေတာဖယားလူလို့ဘယ်သူပြောလဲဖယားအကြောင်းပြောနေတာဖယားလူမှမဟုတ်တယ်နတ်ဆိုးတော်မှာဖယားအကြောင်းပြောလို့ရသေးတယ်ကျွန်တော်မြန်မာနိုင်ငံမှာအများကြီးရှိယုံကြည်သူပညာမနှင်းကြနဲ့စိတ်ဝိညာဉ်နဲ့ပိုင်းခြားတဲ့ပညာမနှင်းကြနဲ့အတုတွေအများကြီးပေါ်ပေါက်လာလိမ့်မယ်သင်တို့မှာရှိတဲ့ဥစ္စာတွေရသမျှအကုန်လုံးယူသွားခြင်းနဲ့အမှုတော်ဆောင်တယောင်ယောင်တွေအများကြီးရှိတယ်ဘာမှစုလည်းမတောင်းဘာမှမဆက်ကပ်ဘူးအမှုတော်ဆောင်နေတာအစာရှောင်စုတောင်းတာမှမရှိဘူးကျမ်းစာလည်းမဖတ်ဘူးဟိုးသူတို့ကျမ်းစာကြောင့်တက်ခဲ့တော့တင်ခဲ့တဲ့ဟာနဲ့ကျမ်းစာကောင်းကောင်းတင်တတ်တယ်ဆိုရုံနဲ့ကျမ်းစာတင်တာဘာခက်လို့လဲဆရာကြီးတင်ထားပြီးသားအရာတွေကိုကျွန်တော်တို့နှုတ်ရေးပြီးပြန်တင်လဲရတာပဲဘာဖွင့်ပြချက်မှလည်းမရှိဘူးအဲ့ဒီအမှုတော်ဆောင်တွေကိုရှောင်ဖို့လိုတယ်အဲ့ဒါယူဒလူဖြစ်အောင်ဆောင်တဲ့သူတွေအဲ့ဒီလူကြီးကြောင့်ယုံကြည်သူတော်များလမ်းလွဲတယ်သူတို့ကဘာလို့လဲဆိုအပြောကောင်းတယ်အကောင်းမပြောအပြောကောင်းတယ်အမှန်တိုင်းမပြောနာဘယ်လိုပြောမလဲဟိုနားမှာချို့အောင်ပြောတယ်ဒါကြောင့်ဒီကာလမှာတရားဟောတိုင်းသူလည်းယေရှုအကြောင်းပြောနေရပဲဆိုတိုင်းကျွန်တော်အကုန်လုံးလက်ခံလို့မရတော့တချို့တွေကကိုကျိုးအတွက်ယေရှုအကြောင်းလိုက်ပြောနေသူအများကြီးပဲဘာမှမရှိတဲ့စင်ရသားဆိုရင်တစ်ခါတွေ့ပြီးနောက်တစ်ခါမတွေ့တော့ပတ်စံလေးနည်းနည်းပါးရှိတော့နေ့တိုင်းအိမ်ရောက်လာတယ်ဖုန်းဆက်တယ်တအားကြီးစိုက်တယ်လူသမီးအကုန်လုံးအေးရှင်တယ်ဘာလို့လဲသူပြန်ရမယ့်ဟာသူကြည့်ပြီးတော့မှရင်းနှီးမြှုပ်နှံနေတာသူကအဲ့ဒီလိုမျိုးအမှုတော်ဆောင်တယ်အများကြီးရှိလာပြီဒါကြောင့်ဒါကိုကျွန်တော်တို့အဓိကတိမှတ်ပွင့်အတွက်လိုတာဖြစ်ပါတယ်
အဲ့ဒီအသင်းတော်ကိုတဲ့ဘုရားခင်ဗိမာန်တော်တဂရိုင်တွေဖြစ်လာစေမယ်နော်ဘုရားခင်အိမ်တော်မှာအမြဲတမ်းနေရတဲ့ပုံကိုဖြစ်လာမယ်ဒါကြောင့်ဒီနေ့မှာဖိလိပ္ပိဖြစ်အသင်းတော်နဲ့ပတ်သက်ပြီးကျွန်တော်အသက်တာမှာလေ့လာစရာအများကြီးရှိတယ်ဆင်ခြင်စရာတွေအများကြီးရှိတယ်ဘုရားခင်နှစ်သက်တဲ့အသင်းတော်ဘုရားခင်သဘောကျတဲ့အသင်းတော်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့မှအတူတူကနော်ကျွန်တော်တို့အချိန်ရတဲ့အခါအရင်မှာလေ့လာပါနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးအချိန်ပေးကြပါဘုရားသားသမီးဖြစ်ပြီးတော့မှကျွန်တော်ဘုရားအတန်အောင်မကြားတဲ့ဘုရားသားသမီးမဖြစ်ကြရအောင်လို့ကျွန်တော်အနေနဲ့ခွန်အားပေးခြင်းနဲ့အားလုံးပေါ်ဘုရားရှင်အထူးပဲကောင်းချီးပေးပါစေ